စေးသွားထိုးမယ်လေမိုးတွေကတားရွာတယ်ဒါမဲ့လူနာကလည်းရှိနေတော့ဒီမှာထားရမှာပဲနော်ဝေဟင်တဲ့ကအိုးကြည့်မလားစိတ်ညွညွမိုင်းလို့ရဲ့ညူပြာကြီးမောင်ချဲတောတန်းကလေးနှစ်ပေကအတိရွာပဲကွယ်တန်တန်းဒီလိုပဲလေဒီလိုပဲရောက်တဲ့ရက်မှာပြည်သူအကျိုးပြုရမှာပေါ့မဟုတ်ဘူးလားလာတာတွေအများကြီးပဲခွေးတွေတီမှာဆိုလို့မပြတာ